မျိုးသမီးတဦးဟာ DNA စီရင်ခံစာကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်အကြောင်းကတော့သူမသမီးလေးရဲ့အရဖခင်ရင်းဟာသူတို့တိုက်အောက်မှာအမြဲထိုင်နေကြတတောင်းစားတစ်ယောက်ဖြစ်နေလို့ပါပဲဒါကိုမြင်လိုက်ရတဲ့မျိုးသမီးဟာတတောင်းစားတစ်ယောက်ကသူမသမီးရဲ့ဖခင်ရင်းဖြစ်နေတယ်ဆိုတာကိုလုံးဝမယုံကြည်နိုင်တာကြောင့်ထိုနေရာမှာတင်မိလဲသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့သမီးလေးကတော့သူမရဲ့ဒီလိုဦးတူတူဖခင်ဖြစ်သူကိုအယမ်းချစ်ရှာပါတယ်သမီးလေးဟာဖခင်ဖြစ်သူကိုကိုယ်တိုင်ကိုကြရေချိုးပေးပြီးနောက်မှာလည်းသူ့ကိုအကောင်းဆုံးစောင့်ရှောက်ပါမယ်လို့ကတိပေးခဲ့ပါတယ်ပြီးနောက်အိမ်စီကိုသူမအဖေရဲ့သပင်တွေကိုညှက်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်ရုပ်ရည်သွင်းမြင်ကိုပြောင်းလဲပြင်ဆင်ပြီးတဲ့နောက်မှာတော့အတောင်းစားကြီးဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူဟာဘလောက်တောင်ချုံမောခံရသွားလဲဆိုရင်အဲ့ဒီအမျိုးသမီးကိုယ်တိုင်တောင်အံ့အားသင့်သွားခဲ့ရပါတယ်။သမီးလေးဟာဒီအခွင့်အရေးကိုလက်လွတ်မခံဘဲအမေဖြစ်သူထံချင်းကပ်ပြီးဖခင်ဖြစ်သူကိုအိမ်ကနေမောင်းမထုတ်ဖို့တောင်းဆိုကအိမ်မှာပဲဆက်ထားနိုင်ဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းပါတော့တယ်။အမေဖြစ်သူကသမီးဖြစ်သူရဲ့အကြံအစီကိုရိပ်မိပေမဲ့လည်းဘာမှမပြောဘဲသဘောတူခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့သူမဟာဒီနှစ်တွေတစ်လျှောက်လုံးအမျိုးသားတွေနဲ့ဝေးမှာပဲနေခဲ့တာဖြစ်လို့ဒီလူကသူမသမီးရဲ့ဖခင်ဘယ်လိုလုပ်ဖြစ်နိုင်မလဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်ဘေးကင်းစိတ်ချရအောင်မျိုးသမီးဟာထိုမျိုးသားကိုဆေးရုံခေါ်သွားပြီးတကူလုံးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဆရာဝန်ကသူ့ရဲ့အုံနောက်ထဲကဒဏ်ရာဟောင်းတစ်ခုကလွဲရင်ကျန်တာအားလုံးပုံမှန်ပဲလို့ပြောခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ထိုမျိုးသားဟာသမီးလေးကိုကြောင်းလိုက်ပို့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးရဲ့မောင်ဖြစ်သူဟာအမွေပစ္စည်းတွေကိုမတရားလိုချင်နေတာကြောင့်သမီးလေးကိုတပ်ပစ်ဖို့ကြံစီပြီးကားနဲ့တိုက်တက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့နောက်ဆုံးမိနစ်အရေးကြီးတဲ့အချိန်မှာပဲထိုမျိုးသားဟာသမီးလေးကိုတွန်းထုတ်ပြီးကယ်တင်ခဲ့ကသူကိုယ်တိုင်ကားတိုက်ခံလိုက်ရပါတယ်။ဒီမတော်တဆမှုကြောင့်ပဲလွန်ခဲ့တဲ့9နှစ်ကသူ့ရဲ့မှတ်ဉာဏ်တွေအားလုံးပြန်ပွင့်လာခဲ့ပါတယ်တကယ်တော့သူဟာကုမ္ပဏီကြီးတစ်ခုရဲ့ CEO တဦးဖြစ်နေခဲ့တာပါသူဟာအရှိန်အဟုန်နဲ့အောင်မြင်တိုးတက်နေတာကြောင့်ပြိုင်ဘက်တွေကမနာလိုဖြစ်ပြီးသူ့ကိုလှုပ်ကြံတက်ဖြတ်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့သူအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်အဲ့ဒီမတော်တဆမှုပြီးနောက်မှာတော့သူဟာမှတ်ဉာဏ်တွေဆုံးရှုံးသွားခဲ့ပြီးတတောင်းစားတစ်ယောက်လိုရှင်သန်နေထိုင်ခဲ့ရတာဖြစ်ပါတယ်သူ့ဇနီးတွေကသမီးလေးကိုမွေးဖွားချိန်မှာတော့ဇနီးဖြစ်သူလည်းတိုက်ခိုက်ခံခဲ့ရပြီးမှတ်ဉာဏ်တွေဖျက်ဆီးခံခဲ့ရပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကောင်မလေးကလမ်းပေါ်မှာထိုတတောင်းစားကိုမြင်ပြီးသူဟာသူမရဲ့အဖေဖြစ်တယ်လို့အတင်းဆိုပြောရာကနေကံကြမ္မာကသူတို့ကိုပြန်လည်ဆုံစည်းပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မျိုးသမီးကသူမရဲ့လက်ထောက်ကိုစစ်ဆေးခိုင်းခဲ့ပြီးအစီရင်ခံစာအရတတောင်းစားနဲ့မိန်းကလေးငယ်ဟာတကယ်အဖေနဲ့သမီးရင်းတွေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲမိသားစုလေးဟာပြန်လည်ဆုံစည်းသွားခဲ့ကြပါတယ်ဒါပေမဲ့အဖေနဲ့သမီးပြန်လဲဆုံစည်းပြီးချင်းမှာပဲထိုမျိုးသားဟာနောက်ထပ်မတော်တဆမှုတစ်ခုနဲ့ထပ်ကြုံခဲ့ရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာခဲ့ပါပြီဇနီးဖြစ်သူပါမှတ်ဉာဏ်ပျောက်ဆုံးနေတာကြောင့်သူမရဲ့သမီးလေးကတတောင်းစားရဲ့သမီးဖြစ်နေတာကိုသူမကိုယ်တိုင်နားမလည်နိုင်ဖြစ်နေခဲ့ရတာပါအခုတော့ခင်မွန်းဖြစ်သူ CEO ကမှတ်ဉာဏ်တွေပြန်ရသွားပြီဖြစ်လို့သူ့ကိုလှုပ်ကြံခဲ့တဲ့ပြိုင်ဘက်တွေနဲ့ဇနီးဖြစ်သူရဲ့မောင်တို့ကိုဘယ်လိုကလဲစားချင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီ